ကဘာပေါ်မှာနိုင်ငံပေါင်း190ကျော်ကိုခရီးသွားမယ်ဆိုရင် passport ကမရှိမဖြစ်လိုအပ်ပါတယ်။အမေရိကန်သမ္မတတော်နိုင်ငံခြားသွားရင် passport ကိုင်ရပါတယ်။ဒါပေမဲ့ထူးခြားတာကကဘာပေါ်မှာ passport လုံးဝမလိုပဲဘယ်နိုင်ငံကိုမဆိုလွတ်လပ်စွာဝင်ထွက်သွားလာနိုင်တဲ့အထူးပုဂ္ဂိုလ်3ဦးရှိပါတယ်။သူတို့ကတော့ဘယ်သူတွေလဲဆိုတာကိုကြည့်လိုက်ရအောင်ပါ။နံပါတ်1 UK ဘီရင်ဗြိတိန်နိုင်ငံရဲ့လက်ရှိဘီရင်ချားဟာ passport ကိုင်ဆောင်စရာမလိုတဲ့အခွင့်အရေးကိုရရှိထားပါတယ်။ဗြိတိန် passport တွေကိုဘီရင်နာမတော်နဲ့ပဲထုတ်ပေးတာဖြစ်လို့ဘီရင်ကိုယ်တိုင်ကသူ့နာမည်နဲ့သူထုတ်ပေးထားတဲ့စာအုပ်ကိုပြန်ကင်စရာမလိုဘူးဆိုတဲ့အဓိပ္ပာယ်ပါ။ဘီရင်မိသားစုဝင်တွေကတော့ passport ကိုင်ဆောင်ရပါတယ်။နံပါတ်2နဲ့3နဲ့ကတော့ဂျပန် Igarashi နဲ့မီဘီယာတို့ပါ။ဂျပန်နိုင်ငံရဲ့ Igarashi Naruhito နဲ့မီဘီယာ Masako တို့ကကမ္ဘာပတ်ဖို့ passport မလိုပါဘူး။ဂျပန်နိုင်ငံသားဝန်ကြီးဌာနက Igarashi နဲ့မီဘီယာတို့အတွက် passport ထုတ်ပေးဖို့ဆိုတာမတင်တော့ဘူးလို့သတ်မှတ်ထားလို့ပါ။သူတို့နိုင်ငံသားသွားတဲ့အခါ passport အစားဂျပန်အစိုးရရဲ့တော်ဝင်စာချုပ်တော်ကိုအသုံးပြုပြီးသွားလာကြပါတယ်။အမေရိကန်သမ္မတဖြစ်ဖြစ်တရုတ်သမ္မတဖြစ်ဖြစ်သူတို့အားလုံးမှာ Development Test Passport တနမန်နိုင်ငံကူးလက်မှတ်ကိုစီရှိကြပါတယ်။သူတို့က passport မလိုတာမဟုတ်ပဲဗီဇာလျှောက်စရာမလိုတာနဲ့လုံခြုံရေးစစ်ဆေးမှုတွေမှာအထူးအခွင့်အရေးရကြတာပဲဖြစ်ပါတယ်။ကမ္ဘာမှာ passport လုံးဝမကင်ရတာ UK ဘီရင်1ယောက်နဲ့ဂျပန် Igarashi ဇနီးမောင်နဲ့2ယောက်စုစုပေါင်း3ယောက်ပဲရှိပါတယ်။ကဲခင်ဗျားတို့ရောဒီ3ယောက်ထဲကဘသူရဲ့အခွင့်အရေးကိုအားကြဆုံးလဲဒါမှမဟုတ်တခြားဘသူတွေက passport မလိုဘူးထင်သေးလဲအောက်က comment မှာဝင်ရောက်ရေးသားခဲ့ပါဦး။နောက်ထပ်စိတ်ဝင်စားစရာအကြောင်းတွေကိုကြည့်အောင်လဲ like and subscribe လုပ်ထားဖို့မမေ့ပါနဲ့။အားလုံးပဲတာယာပျော်ရွှင်တဲ့နေ့လေးဖြစ်ပါစေ။